ဒီတစ်ခါမှာတော့ထမင်းတစီချင်းစီကော့ဆင်နေတဲ့ထမင်းကျော်ဝဝဝင်းလေးကိုရန်ကုန်မှာထိုင်နေရင်းကိုမန္တလေးမှာညထမင်းကျော်လေးစားနေရတယ်လို့ခန်းစားချက်ကိုပေးတဲ့ကျော်ထမင်းကျော်ဆိုင်လေးကိုအတူသွားရအောင်နော်တွဲစားဖို့ဟင်းတွေကလည်းအညာချက်ကလေးတွေစီလဲရီလဲချက်ကလေးတွေအချောက်ချက်ကလေးတွေဆိုတော့ညနေစာစားဖို့ heavy မဖြစ်ပဲနဲ့ဘိုက်လဲဝါစိတ်လဲတင်းတိမ်စီပါတယ်ရနိုင်တာလေးတွေကတော့ကြက်ဆိုလို့ရှိရင်ဗမာကြက်ချိုပေါင်းဗမာကြက်ကြောညီနှမရှိရလေအောင်ဂျင်းကြက်တုံဖြူနိုင်တုံးထားတဲ့စီလဲရီလဲညောင်ပင်ဝုန်းစတိုင်ကြက်ဦးချမ်းအတွင်းသားအီနဲ့အပြင်ကျွတ်ပါတဲ့သုံးထပ်ကားကြောင့်ဖျန်းကျင်တီလေးနဲ့ဝက်ကလေးစားအညာချင်းရေဦးဝက်ဦးချောင်းတံပြာရီကလေးဖြန်းစားလိုက်ရရင်သူနဲ့ရထမင်းတစ်ပကံကုန်နဲ့စိတ်ဝါထောင်းစိတ်ချောက်ချက်စိတ်သားခင်အမဲတုံးကျော်အမဲပြားကျော်ဗမာချက်အညာစတိုင်အမဲနဲ့မွမွားရွအမဲမွားနားထဲမှာဆိုရင်လည်းရန်ကုန်မှာစားရခဲ့တဲ့ကျွတ်တော်နေနိုင်ချင်းနဲ့ချိုအိနေပါလေအလုံး6000ကျော်9ကျော်နှစ်ကားစားလို့10မျိုး9မျိုးအထိရပြီးတော့ပစွန်ချက်ငဖယ်ကျော်ငဖယ်ချက်ကလေးတွေပါရပါသေးတယ်ရောက်တဲ့အခါမပါမဖြစ်စားစီကျင်တာလေးကတော့ရေဦးမြ6ချက်ကလေးပါချင်မောင်ကျော်နဲ့ရာသီပေါ်မကြီးသေးစိမ့်ကျော်လေးတွေကလည်းစားမြင်စီတဲ့ဟင်းပွဲလေးတွေပါပဲအတုပ်ထဲမှာဆိုရင်လည်းရှောက်တင်းငဖေတုပ်အရွက်စုံတုပ်ဝက်ကောင်တုပ်တွေရသေးတော့ဟင်းစုံချက်ကအမျိုးအမယ်40ကျော်တောင်မို့လို့ရွေးရနေရင်ပိုက်စာကုန်လာတဲ့အထိပါပဲပုံမှန်မြင်နေရကြအမယ်တွေအပြင်အညာချက်ကလေးတွေဦးစားပေးထားတာဆိုတော့ဟင်းရွေးရခက်နေရင်လည်းဟင်းခုပေးတဲ့ DTC မှာဘာလေးတော့ကြိုက်တတ်တယ်ပြောပြီးတော့ recommend တောင်းလို့ရပါသေးတယ်ပကံလေးတွေဆိုလို့ရှိရင်လည်းမြင်နေရတဲ့အတိုင်းထမင်းကျော်ဝဝကလေးနဲ့လိုက်ဖက်ပြီးတော့ချစ်စရာကောင်းတဲ့ကျွေးရည်တောက်စလုံးမျိုးလေးတွေတုံးပေးထားလို့ချင်းနေပါလိရောအညာချက်ကလေးတွေရဲ့သဘောအတိုင်းခရမ်းကျင်ဒီလေးကိုလိမ့်နေအောင်ချက်ပြီးတော့စီတန်အသားရဲ့သဘာဝအချိုထွက်ပြီးတော့အနစ်ကလေးနဲ့လုံးနေအောင်ချက်ထားတာလေးကိုစီပြန်မဟုတ်တဲ့စီလဲရည်လဲလေးတွေမို့လို့ဟင်းကအိမ်မသွားပဲနဲ့ထမင်းကလေးနဲ့နေစားဖို့အနစ်ကလေးလဲကြံပါတယ်အရင်ဟင်းဆိုလို့ရှိရင်ရေဦးပဲငပိချပဲပွားကျော်နှမ်းဖတ်ချင်းအရွက်ကျော်ငရုတ်တိကျော်ဟင်းရီရောပါတယ်ထမင်းကျော်တစ်ဆက်ကိုမှ4000နဲ့ပါလိုက်ပွဲဆိုရင်တော့1000ချက်ပါတယ်အရင်ထဲပေးထားတဲ့နှမ်းဖတ်ချင်းကလေးကရန်ကုန်မှာရှားပြီမယ်အညာမှာဆိုရင်မမဆက်ဆက်ရှိကြတဲ့ဟင်းကလေးပါအရသာစိမ့်စိမ့်ကလေးကိုမှအချင်းတက်ကလေးပါလီကမို့လို့ပဲစီစိမ့်လေးဆန်းရှောက်ရွက်ကလေးမြုပ်ပြီးထမင်းပေါ်တင်စားလိုက်ရရင်အရန်ကိုလိုက်ဖက်ပါတယ်ရာသီပေါ်အရွက်တွေကိုအားပြုထားတဲ့တခွက်ပွင့်ဟင်းနူးနွယ်ငပြောဘူးကြောင်ရှာသည့်ဥနီအားလေးလေးတွေရနေပြီးတော့စီချက်မွေမွေနှမ်းမြေပဲထောင်းအစိမ့်ကိုအားပြုပြီးတုပ်ထားတာလေးရပါတယ်ရှောက်တင်းငဖယ်တုပ်ထဲမှာငဖယ်ချစ်စစ်ကလေးကိုအီထုံနေအောင်စုပ်ကြော်ထားတာလေးကိုမှရှောက်တင်းလေးနဲ့ချင်းချင်းဆက်ဆက်လေးတုပ်ပေးထားလို့စီရီအနှစ်တွေမပါဘဲတော့မှစားမြင်ချက်ပါပဲပကောင်းတုပ်ကလေးကတော့အချင်းကြီးလေးနဲ့ကျွတ်တုံကလေးတွေခရမ်းညင်ကြီးတွေနဲ့တုပ်ပြီးတော့ရှောက်ရွက်ကလေးတင်ပေးထားတဲ့ချိုချင်းဆက်အရသာကလေးဖြစ်ပါတယ်ဈေးနှုန်းတွေဆိုလို့ရှိရင်လည်းအသားဟင်းလေးတွေက8000နဲ့ဗမာကျပ်ဆိုရင်တော့1000ပါအသင်းရွက်လေးတွေကတော့တပွဲကို4000ကျပ်စီပါပိုးရှင်းကတော့မြင်တဲ့အတိုင်းပဲတပွဲကို2ဦးညစားလို့ရတယ်အစင်ပြေတဲ့ပမာဏပါတာမို့လို့ဈေးအနေနဲ့ဆိုရင်လည်းတက်တယ်လို့ပြောရပါမယ်ဟင်းတွေတိုင်းကငပိချက်လိုမျိုးကလွဲရင်အစမကဲလုံးအညာမကဲလုံးမဲနဲ့အသားချက်တွေဆိုရင်လည်းနူးနူးအီရှိပြီးတော့စားပြီးချိန်မှာရေငတ်တာမျိုးလည်းမရှိတာကြောင့်လူကြီးတွေသွေးမတိုးပဲနည်းနည်းချိုက်စားနိုင်ကြမှာမို့လို့လုံးဖို့ဖို့အတွက်တောင်မှပါဆယ်ဆွဲလာခဲ့ပါသေးတယ်အရသာကောင်းတဲ့ပြင်ရွေးစရာဆုံးပြီးတော့ဟင်းတွေကိုတနေ့စာတနေ့ပဲလဲလဲဆက်ဆက်ချစ်ကြတာမို့လို့အဲ့ခေါ်လာလို့ရှိရင်လည်းမျက်နှာပန်းနှာစီမိုက်ဆိုင်လို့မြင်ပါတယ်
အခြားတောက်စရာအနေနဲ့ဆိုလို့ရှိရင်ကျန်းမာရေးအုံးကြီးရောဇွန်းချစ်အုံးကြီးလေးရောလည်းတပူးကို4500ကျပ်နဲ့သမင်းစားပြီးရင်အချိုတဲလို့ရပါပြီ။ဆိုင်စရာအနေနဲ့လည်းအပြင်ခုံတွေရောအတွင်းအဲကွန်ခန့်ရောရှိပါတယ်။ဖွင့်ချိန်လေးကတော့နေ့လယ်3နာရီခွဲကနေည7နာရီအထိပါ။မိစ္ဆာလေးကတော့မယန်းကုန်းအောင်သိတ်ထီလမ်းမှာမို့လို့အင်းစိန်ဘက်ကဝင်ရင်ပိုနီးပါတယ်။ဆိုင်ကလိမ္မော်ရောင်တောက်ကလေးတုတ်ထားတာမို့ရှားရလင်းလွယ်ပါတယ်။ဒါဆိုရင်နောက်ဗီဒီယိုတွေထဲမှာပြန်ဆုံပါမယ်နော်။တတား